ပွဲခန္ဓာလေးဒီနေ့အောင်မြင်နဲ့ကျင်းပပြုလုပ်နိုင်ခဲ့ဖြစ်ပါတယ်ဒီသင်္ဍစင်ပွဲကိုတယောက်နဲ့ရုပ်ရှင်တပင်ဂီတအဖွဲ့အစည်းမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမြန်မာနိုင်ငံစာရေးဆရာအသင်းတောင်ရှိသူအားလုံး Forever Group Company Limited တောင်ရှိသူအားလုံးသင်္ဍမှာအားတဲ့ဒီလိုရည်ချင်းပြေဝတဲ့ပန်းဒီမှုတွေပေါ်ထွက်လာဖို့ဆိုတာအခြေခံအကြဆုံးနဲ့အရေးကြီးဆုံးအချက်ကျွမ်းကျင်တဲ့လူစွမ်းအားအရင်းမြစ်ပဲဖြစ်ပါတယ်။ရမုံရုပ်ရှင်အမှုပညာတွေဟာကျောင်းဆက်ကျွန်းကျွန်တော်တို့ရုပ်ရှင်တပ်ဖို့အမှုပညာမှာအမှန်တမ်းအရေးကြီးပါတယ်။ဒီဘာသာရပ်နှစ်ခုလုံးဟာကျွန်တော်တို့နေ့စဉ်ကြည့်ရှုနေကြတယ်ခံစားနေကြတဲ့ရုပ်ရှင်တကားရဲ့အသက်ရမုံဆွဲဆောင်နေတဲ့ရုပ်ရှင်ကားတကားဖြစ်နိုင်ဖို့ဆိုတာစံညွှန်းပေါ်မှာအများရေးကြည့်တယ်ဆိုတာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီခုစီပါဝင်နေတယ်ဆိုတာသိရှိပြီးဖြစ်ပါတယ်။ကျွန်တော်ပြောရင်းနဲ့တော့မှရင်ထဲမှာခံစားပါတယ်။ဒါကျွန်တော်ဒီမိန့်ဟောရေးပြီးတဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့ဘလို့မှရှိစေတိဆောက်လို့မရနိုင်ဘူး။ဒါကြောင့်ဒါဒီအားလုံးကအရေးကြီးတဲ့အတွက်ကိုယ့်ရဲ့အနုပညာအမြင်တွေအနုပညာပိုင်းမှုတိုင်းမှာအခုဆိုရင်ကိုရေးကြည့်ပါလား။ကျွန်တော်ဗန်ဒီရဲ့အနုပညာတိုင်းမှာဗန်ဒီလူတွေကတောင်းယူမှုတောင်းခံရှိတယ်ကျင့်ဝတ်တိုင်းနာမှုရှိရပါလူမှုစောင့်သိမ်းလို့ကိုယ့်ရဲ့တက်ကြွတဲ့လူပညာနဲ့ကျွန်တော်ရဲ့နိုင်ငံတော်ကျွန်တော်ရဲ့လူမျိုးကျွန်တော်ရဲ့ဒီကြီးမှုတွေထုံးတမ်းတွေဒီလူစတိုင်းဦးစီးဌာနနဲ့ပေါ်ထွန်းနေခဲ့တဲ့စီနီမြန်မာ Film and Media Institute ဆိုတဲ့သင်တန်းကျောင်းဟာ professional များဖြစ်ခိုင်ခိုင်မာမာရည်တည်နေခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါအပြင် Forever Group အနေနဲ့2012ခုနှစ်မှာ Content, it is also about developing people, sharing knowledge, and empowering. ချိန်ခါလေးဖြစ်တယ်လို့သူလည်းပဲဒီထဲမှာအကောင်းဆုံးစူးစမ်းနေပါတယ်ကျွန်တော်တို့ဒီလိုမျိုး PTA နောက်ပြီးတော့အနုပညာနဲ့ပတ်သက်တဲ့ဖန်တီးမှုတွေဆိုတာကနည်းပညာအပိုင်းကဏ္ဍတစ်ခုပါဝင်တယ်လို့ဒီအနုပညာတစ်ခုကိုနည်းပညာသုံးပြီးဖန်တီးရဖြစ်ပါတယ် Over this past week, you have learned about camera, lighting, composition, and the technical skill of cinematography. But I hope. အဲ့တော့အလေးမောင်လေးကျွန်တော်တို့ရုပ်ထွက်တွေကောင်းမှုဖို့အတွက်ကိုခင်မိတဲ့နည်းပညာတွေစဉ်ဆက်မပြတ်အားတင်လောင်းပြီးတော့စူးစမ်းတဲ့အပိုင်းမှာတွေနောက်ထပ်အရေးကြီးတာကဒီအနုပညာတွေရဲ့နောက်မှာဒါတွေကိုဖန်တီးနေတဲ့ဖန်တီးသူရဲ့အရေးသွေးတွေသူဘာလို့ဒီလိုဆိုလို့ချင်းရုပ်ရှင်တက်ဖို့ပညာသင်တန်းဆိုတာကျွန်တော်တို့group နဲ့လောက်ရတဲ့လုပ်တွေဖြစ်တယ်ကျွန်တော်တို့တယောက်တည်းလုပ်လို့မရဘူးအဲ့အတွက်ကျွန်တော်တန်တိုင်းပင်နဲ့လုပ်ရတဲ့အရာတွေဖြစ်တယ်အဲ့အတွက်ကျွန်တော်ကကျွန်တော်အိမ်မှာကတော့ဒီဖြစ်နေတာပေါ့နော်ကျွန်တော်အဲ့တော့လေးကျွန်တော်စူးစမ်းနေပါတယ်အားလုံးကျေးဇူးများတင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ရှင်။ကျမတို့အနေနဲ့ယခုသင်တန်းကနေတစ်ဆင့်ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်းဆိုင်ရာအခြေခံသဘောတရားတွေမုံဒရာခီဒရာမြစ်ပိုတို့ကပါဝင်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့စီနီမြန်မာ Film and Media Institute Forever Group တို့ပူးပေါင်းဖွဲ့လက်တဲ့အခြေခံရုပ်ရှင်တပ်ပုံတွေနဲ့ Basic Cinematography တွေဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ပေးနိုင်ပါရဲ့ Forever Group ရဲ့ Co-founder and Managing Director ဦးခင်မောင်ကြီးကိုဂါရဝတရားရှိထား၍လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်
ကြရများရှင်အခြေခံရုပ်ရှင်ဓာတ်ပုံသင်တဲ့ Basic Cinematography တဲ့ computer ကဏ္ဍကိုလေ့လာသင်ကြားပေးပါမယ်ရှင်။ဒီရပေးပါရင် Forever Group ရဲ့ Co-founder and Managing Director ဦးခင်မောင်ထေးကိုကာရဝတရားရှိထား၍ကျေးဇူးတူပင်တင်ရှိပါရရှင်။အခုဆက်လက်ပြီးခန္ဓာစီစဉ်ရအမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်